အားလုံးပဲမင်္ဂလာပါအခုပြပေးမယ့်သင်ခန်းစာကကျွန်တော်တို့ 1arm dumbbell ကိုကျွန်တော်တို့ဒီဝင်းချက်သွားတွေကိုထိရောက်စေတဲ့လေ့ကျင့်ခန်းဖြစ်တယ်ဆိုတော့ 1arm dumbbell လို့ဖြစ်တဲ့တော့ကျွန်တော်တစ်ဖက်ရှင်းစီကိုကျွန်တော်ဆော့မှာဖြစ်တယ်ကျွန်တော်မဆော့ခင်မှာအရင်ဆုံး position အနေထားကိုကျွန်တော်နည်းနည်းပြပေးမယ်ဆိုတော့ခုံကတလို့ရှိမယ်โอเคခြေထောက်ကိုကျွန်တော်လိုတင်လိုက်မယ်ဒီခြေထောက်ကနည်းနည်းလေးဒီအနေထားလောက်လေးပဲတချို့ကြောက်လည်းဒီလိုအရှင်းနဲ့တိုးလို့သွားကင်တာရှိသလိုတချို့ကြောက်လည်းဒီအနေထားလောက်ကင်တယ်တချို့ကြောက်လည်းဒီလိုကင်တယ်โอเคကိုစိတ်တန်ရပါကျွန်တော်ကဒီလိုမျိုးကင်တယ်ဟုတ်ပြီဆိုတော့ကိုတတ်မှတ်တဲ့အလေးပေါ့နော်ကိုနိုင်တဲ့အလေးနဲ့ကျွန်တော်တို့မမယ်မတဲ့ခါမှာပေါ်ရောက်ပြီဆိုတော့ကျွန်တော်တို့1 second လောက်လေးကျွန်တော်ညှစ်ထားပေးပါပြီးဖြည်းဖြည်းချင်းပြန်ရှာပြန်ချတဲ့ခါမှာကျွန်တော်တို့ဒီမာဆယ်အားနဲ့ဖြည်းဖြည်းချင်းအောက်နည်းနည်းလေးဆွဲချပေးမှာပြီး squeeze okay โอเคဆိုတော့ကျွန်တော်တို့တက်တဲ့ဆင်းတဲ့နေရာမှာ3စက္ကန့်လောက်အဲ့လားပြည့်ဆိုရင်ကျွန်တော်တို့ကဒီဘက်အနေထားကိုနိုင်ပြီးတော့ပြောင်းလို့ရအောင်ပြောင်းပြီးဆော့လို့ရတာပေါ့နော်ဒီဘက်အနေထားကိုပြောင်းဆော့လို့ရမယ်အခုကြတော့အနေထားရှစ်တက်ပြမယ်ဆိုရင်သူကလွယ်ကူပါတယ်ရေရိုးရှင်းလေးပဲโอเคခြေထောက်ကတော့ဖြီထားမယ်โอเคဆွဲချတယ်ဒီပေးချင်းလေးဆွဲချတယ်နေထားတော့ဗောနော်ပြီးမာတယ်ဒီပေးချင်းဆွဲချတယ်โอเคလေးနဲ့ပြဆွဲတယ်မဆရာနဲ့လိုက်မယ်1 second လောက်ပေါ်ညှစ်ထားမယ်โอเคအခုဆိုလို့ရှိရင်ဒီ 1arm dumbbell ကိုလိုက်ပြီးလေ့ကျင့်လို့ရမှာလို့ကြည့်ပါတယ်ကျေးဇူးတင်ပါတယ်